မျိုးပြရဲ့စူညံမွန်းကျက်မှုတွေနဲ့ဝေးရမှာစာအုပ်အေးအေးဆေးဆေးရေးကျင်တာကြောင့်သူရတယောက်ကလောမျိုးရဲ့လူသူအယောက်နည်းဆုံးစင်ကြေပုံးအရက်ကအင်္ဂလိပ်ခေတ်ကလေးကစောက်ခဲ့တဲ့နှစ်ထပ်တိုက်အိမ်အိုကြီးတစ်လုံးကိုဈေးပေါ်ပေါ်နဲ့ငှားရမ်းခဲ့ပါတယ်။အိမ်ကြီးကထင်းရှူးပင်အိုကြီးတွေဝန်းရံနေပြီးပတ်ဝန်းကျင်တစ်ခုလုံးမှာအမြဲတမ်းနှင်းမြူတွေမှိုင်းပြို့နေတတ်တဲ့အေးဆက်ဆက်နေရာတစ်ခုပေါ့။အိမ်ကြီးရဲ့တော့ကိုလာအပ်တဲ့အသက်60ကျော်ချမ်းဆောင်ကြီးဦးဘဆွေကတော်တွဲကိုကမ်းပေးရင်းမျက်နှာပြက်ပြက်နဲ့သတိပေးစကားပြောခဲ့ပါတယ်။မောင်ရင်ညဘက်ဆိုရင်အပေါ်ထက်ကအစွန်းဆုံးတစ်သားတကားအနီနဲ့အခန်းကိုလုံးဝမဖွင့်ပါနဲ့ပြီးတော့ညတန်းခေါင်ကျော်လို့ဘာတန်မဲကြားကြားအိယာတဲကနေအပြင်မထွက်တာအကောင်းဆုံးပဲဒါအဖရဲ့စေတနာနဲ့သတိပေးချက်ပါသူရကတော့ခေတ်ပညာတတ်လူငယ်ပြီးတရေတစေဆိုတာတွေကိုမယုံကြည်တာကြောင့်ပြုံးယုံတာပြုံးပြီးခေါင်းကြီးပြလိုက်ပါတယ်ဥပဆွေထွက်သွားပြီးနောက်သူရအိမ်ကြီးတွေကိုလှည့်ပတ်ကြည့်ရှုမိတယ်အိမ်ထဲမှာခေဟောင်းပရိဘောဂတွေဖုန်ထူနေတဲ့ပကြီကားတွေနဲ့ပြည့်နေပြီးလေထုကအေးဆက်လို့နေပါတယ်အပေါ်ထက်ကိုတက်တဲ့တစ်သားလေကားကခြေလန်းတိုင်းမှာကျင်းနဲ့မြည်ဟဲနေပြီးအပေါ်ထက်ရဲ့အစွန်းဆုံးမှာတော့ဥပဆွေပြောခဲ့တဲ့တစ်သားတကားနီရောင်နဲ့အခန်းကိုတွေးလိုက်ရပါတယ်တကားမှာတန်ကြိုးကြီးတွေပတ်ပြီးတောခတ်ထားတာကြောင့်သူရလည်းတိတ်ဆိတ်မဝင်စားပဲမိမိတဲခိုမဲ့အခန်းထဲမှာပဲပစ္စည်းတွေနေရာချရင်းအနားယူလိုက်ပါတယ်ည9နာရီခန့်မှာတော့ကလောမျိုးရဲ့အေးဓာတ်ကပုံမိုပြင်းထန်လာပြီးအပြင်ဘက်မှာနှင်းတွေတလိမ့်လိမ့်ကျဆင်းနေပါတယ်တောမျိုးလေးပြီးပတ်ဝန်းကျင်တစ်ခုလုံး6ကက်တိတ်ဆိတ်နေပြီးထင်းရှူးပင်တွေကိုလေတိုးတန်ဦးကလွဲရင်ဘာတန်မှမကြားရတော့ပါဘူးသူရတယောက်အိယာထဲဝင်ပြီးစာဖတ်နေရင်ခါတက်တက်အေးတံကြောင့်အိပ်ပျော်လူနီးပါဖြစ်သွားခဲ့ပါတယ်ကြောက်ရုတ်တရက်ကြားလိုက်ရတဲ့အတန်ကြောင့်သူရမျက်လုံးပွင့်သွားပါတယ်။နာယီကိုကြည့်လိုက်တော့ညတကောင်တီအတန်ကအပေါ်ထက်အစေခန်းလို့အပြောခံရတဲ့တကားနီအခန်းဘက်ကလာတာပါတစုံတစ်ယောက်ကတစ်သားချမ်းပြင်ပေါ်မှာလမ်းလျှောက်နေသလိုမျိုးလေးလံတဲ့ခြေတံတွေဇလန်းလေးကအတိုင်းပါပဲလားကျွတ်တွေနေမှာပါသူရမိမိကိုအားပေးရင်းဆောင်ကိုခေါင်းမီးခြုံလိုက်ပါတယ်ဒါပေမဲ့အတန်ကပျောက်မသွားပဲတဖြည်းဖြည်းနဲ့သူရရဲ့အခန်းတကားနားကိုချင်းကပ်လာပါတယ်ခြေတံကပုံမှန်ခြေတံမျိုးမဟုတ်ပဲခြေထောက်တစ်ဖက်ကိုဆွဲပြီးရှောက်နေတဲ့ရှက်ဆိုတဲ့အတန်မျိုးဖြစ်နေပါတယ်အတန်ကသူရရဲ့အခန်းတကားဝမှာတင်ရက်တန့်သွားပါတယ်ထိုအချိန်မှာပဲအခန်းထဲကအပူချိန်ကရုတ်တရက်ရေခဲတစ်တာထဲရောက်သွားသလိုမျိုးထိုးဆင်းသွားပြီးသူရအသက်ရှူလိုက်တိုင်းဂယုဏအငွေ့တွေထွက်လာပါတယ်တကားအောက်ခြေလေဝင်ပေါက်ကနေညှော်နှံ့လိုပုတ်စော်နှံသလိုအနံ့ဆိုးတစ်ခုအခန်းထဲကိုစိတ်ဝင်လာပါတယ်သူရရင်တွေတဒိန်းဒိန်းခုန်လာပြီးဘာကြောင့်မှန်းမသိအခန်းထောင်းကမှန်တင်ကုန်ဟောင်းကြီးစီကိုမျက်လုံးကရောက်သွားပါတယ်။လာရောင်ကသတင်းပေါက်ကနေတဆင့်မှန်ပြင်ပေါ်ကိုဖြာကျနေပါတယ်။မှန်ထဲမှာကတင်ပေါ်မှာဆောင်းချုံပြီးတုံရင်ဖြစ်နေတဲ့သူရရဲ့ပုံရိပ်ကိုမြင်နေရပေမဲ့သူရရဲ့နောက်ကျောဘက်ကတင်ကောင်းရင်းမှာတော့လူတစ်ယောက်မတက်ရက်နေပါတယ်။ထိုအရိပ်ကသပင်ဖားလျားချထားပြီးအင်ကြီးဖြူစုပ်ကြီးကိုဝတ်ဆင်ထားပါတယ်။မျက်နာကဖြူလျော်နေပြီးမျက်လုံးနေရာမှာတော့သွေးတွေစီးကျနေတဲ့တွင်းနဲ့ကြီးနှစ်ခုလိုဖြစ်နေပါတယ်။ထိုအရာကမှန်ထဲကနေတဆင့်သူရကိုစိုက်ကြည့်ရင်းပါဇက်ကြီးကိုနရွက်အထိဖြဲပြီးသွေးပြက်မတက်ပြုံးပြနေခဲ့ပါတယ်။သူရလမ်းဖြတ်ပြီးနောက်ကိုလှည့်ကြည့်လိုက်တဲ့အခါကတင်နောက်မှာဘာမှမရှိပါဘူး။ဒါပေမဲ့ပြန်လှည့်ပြီးမှန်ထဲကိုကြည့်လိုက်တဲ့အခါမှာတော့ထိုမိမတရေကကတင်ပေါ်ကိုတက်လာပြီးသူရရဲ့ပခုံးပေါ်ကိုခြေထောက်တစ်ဖက်တင်လိုက်တာကိုထင်ထင်ရှားရှားမြင်လိုက်ရပါတော့တယ်။သူရရဲ့ပခုံးပေါ်မှာတကယ်ကိုလေးလံပြီးအေးဆက်ဆက်အထီးတွေ့ကြီးတစ်ခုကိုလက်တွေ့ခံစားလိုက်ရပါတယ်။